ကဲမိတ်ဆွေတို့ရေပိုင်ရှင်တိုင်းကိုဒုက္ခပေးပြီးထိမိလိုက်တာနဲ့အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ချိန်စာတင်ပစ္စည်းတွေဒီကဘာကြီးပေါ်မှာတကယ်ရှိပါတယ်ဒီနေ့မှာတော့ဘလောက်ပဲဈေးကြီးပေးဝယ်ပါစီအလကားပေးရင်တောင်မယူသင့်တဲ့ကဘာချိန်စာတင်ပစ္စည်း၅မျိုးအကြောင်းကိုပြောပြပေးသွားပါမယ်ပထမဆုံးနံပါတ်5ကတော့ The Crying Boy ပန်းကြီးကဖြစ်ပါတယ်1980ပြည့်လွန်နှစ်တွေတုန်းကအင်္ဂလန်နိုင်ငံမှာဒီပုံကိုချိတ်ဆွဲထားတဲ့အိမ်တိုင်းလိုမီးလောင်ကျွမ်းခဲ့ရပူပါတယ်ထူးဆန်းတာကအိမ်တစ်ခုလုံးပြာကျသွားပေမဲ့ဒီပန်းကြီးကတစ်ချက်တည်းကတော့မီးမလောင်ပဲပကတိအတိုင်းကြံ့ရစ်နေလေရှိပါတယ်လေဗျာနံပါတ်4ကတော့ Hope Diamond Hope စိန်တုံးဖြစ်ပါတယ်တန်ဖိုးကြီးမားလာရဲ့ဒီအပြာရောင်စိန်တုံးကြီးကိုပိုင်ဆိုင်ခဲ့ဘူးသူတိုင်းဟာသက်စေတာအသက်ခံရတာစီးပွားပြတ်တာတွေနဲ့ကြုံတွေ့ခဲ့ရပြီးနောက်ဆုံးမှာဘသူမှမပိုင်ဆိုင်ရဲတော့လို့ပြတိုက်ထဲမှာပဲထားရှိရတော့ပါတယ်ဆက်လက်ပြီးနံပါတ်3ကတော့ဒီပတ်တရားပါဒါကဒုတိယကမ္ဘာစစ်အတွင်းကဂျူးလူမျိုးတယောက်ပိုင်ဆိုင်ခဲ့တဲ့ဝိုင်းတရားဟောင်းလေးဖြစ်ပါတယ်ဒီတရားကိုဖွင့်ဖောက်မိသူတိုင်းဟာသပင်တွေကျွတ်တာနဲ့အိမ်မဆိုးတွေမှတ်တာကျမ်းမာရေးဆိုးရွားစွာထိခိုက်တာတွေကိုခံစားရလေရှိပါတယ်တဲ့ဗျာနံပါတ်2ကတော့ Robert the Dog Robert အယုတ်ဖြစ်ပါတယ်နာမည်ကြီးချက်ကီရုပ်ရှင်ရဲ့မူရင်းဆက်လိုက်ပါပဲဒီအယုတ်ဟာမျက်နှာမူရာပြောင်းလဲတတ်တယ်လို့သူ့ကိုမလေးမစားလို့ရင်ကားမောက်တာအယိုးကျိုးတာတွေဖြစ်အောင်လုပ်ဆောင်တတ်တယ်လို့ဆိုကြပါတယ်အခုချိန်ထိပြတိုက်ထွဲမှရှိနေတဲ့သူ့ကိုတက်ဖို့ရိုက်မယ်ဆိုရင်တော့အရင်ဆုံးခွင့်တောင်းရပါတယ်တဲ့ကဲနောက်ဆုံးနံပါတ်1ကတော့ကပအကြောက်စရာအကောင်းဆုံးအယုတ်အန်နာဘယ်ပါပဲရုပ်ရှင်တွေကလို့ကျွေရုံမဟုတ်ပဲအဝူဆအယုတ်လေးဖြစ်ပါတယ်ဒါပေမဲ့ဒီအယုတ်ထဲမှာမိစ္ဆာဝိညာဉ်ပူးကပ်နေပြီးသူ့ပိုင်ရှင်တွေကိုနေမျိုးစုံနဲ့ဒုက္ခပေးခဲ့လို့အခုချိန်ထိမှန်တရားထဲမှာတော့ဖတ်ပြီးသိမ်းစီရတဲ့အယုတ်တယုတ်ဖြစ်ပါတယ်ကဲမိတ်ဆွေတို့အနေနဲ့ဒီပစ္စည်းတွေကတစ်ခုခုကိုအိမ်မှာအလားထားရမယ်ဆိုရင်ဘယ်တစ်ခုကိုရွေးချယ်မလဲပေါ့ကောမန့်မှာဖြေပေးခဲ့ကြအောင်နော်အဆုံးထိလိုက်ပါကြည့်ရှုတူတဦးချင်းစီတိုင်းကိုကျေးဇူးထူးပါခင်ဗျနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်